ကျွန်တော်ကတော့တပ်ပုံရိုက်ပါတယ် အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကကိုစိုးဖြစ်ပါတယ် Diary Studio ရဲ့ founder ပါခင်ဗျာကျွန်တော်ကတော့တပ်ပုံရိုက်ပါတယ်ကျွန်တော်တို့တပ်ပုံ studio ကတော့လာရှိုးမြို့မှာတည်ရှိပါခင်ဗျာ Diary Professional Photo Studio ဆိုပြီးတော့မှ Facebook page လည်းဖွင့်ထားပါခင်ဗျာကျွန်တော်ရှိကိုလာရောက်ပြီးတော့တပ်ပုံရိုက်ကူးချင်တယ်ဆိုလို့ရှိရင်တော့ရက်ကွက်1နယ်မြေ1ပါရမီလမ်းသွယ်4ပါခင်ဗျာလာရှိုးမြို့မှာရှိပါတယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကတော့2636008398ဖြစ်ပါတယ်ခင်ဗျာအားလုံးဆုံးဖြတ်ကြမယ်နော် bye bye